မြန်မာနိုင်ငံရဲ့ဈေးကွက်ထဲကိုဝင်ရောက်ဖို့စိတ်ဝင်စားနေပါသလားအခွင့်အလမ်းတွေတော့အများကြီးရှိတာပေါ့ဒါပေမဲ့အဲ့ဒီအခွင့်အလမ်းတွေစီရောက်ဖို့တရားဝင်လုပ်ငန်းစဉ်တွေကိုတဆင့်ချင်းကြောက်ဖြတ်ဖို့လိုပါတယ်ဒီတင်ဆက်မှုမှာတော့ကုန်သွယ်မှုလောကထဲကိုစပြီးချေချမဲ့စီးပွားရေးလုပ်ငန်းတွေအတွက်မတိမဖြစ်သိထားရမယ့်အဓိကအချက်တွေကိုရှင်းရှင်းလင်းလင်းပြောပြပေးတော့မှာပါဒါကစာအုပ်ထဲက theory တွေချင်းပဲပြောမှာမဟုတ်ပါဘူးလုပ်ငန်းတစ်ခုကိုတကယ်ပဲအောင်မြင်မှတ်ပုံတင်ပြီးကုန်သွယ်မှုတွေစတင်နိုင်ဖို့အတွက်လက်တွေ့ချအသုံးဝင်မဲ့လမ်းညွှန်တစ်ခုဖြစ်မှာပါကဲပထမဆုံးနဲ့အရေးကြီးဆုံးအပိုင်းဖြစ်တဲ့မှတ်ပုံတင်ခြင်းနဲ့ဆက်လက်ရအောင်ကောင်းပြီဒါဆိုအသေးစိတ်ကိုတစ်ချက်ကြည့်လိုက်ကြရအောင်ဘယ်လုပ်ငန်းမဆိုမြန်မာနိုင်ငံမှာကုန်သွယ်မှုမစတင်ခင်မှာပထမဆုံးအဓိကကြော်ဖြတ်ရမယ့်အတားအဆီးကတော့တရားဝင်မှတ်ပုံတင်တဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်ဒီမှာအဓိကဆင့်3ဆင့်ရှိပါမယ်ပထမဆုံးကတော့ဒီကလို့အတိုးကောက်ခေါ်တဲ့ယင်းနှိမ့်ညွန်နှမှုနဲ့ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနမှာကိုလုပ်ငန်းကိုတရားဝင်ကုမ္ပဏီတစ်ခုဖြစ်မှတ်ပုံတင်ရပါမယ်အဲ့ဒါပြီးဆိုရင်တော့ကုန်သွယ်ရေးဦးစီးဌာနမှာတွင်းကုန်ပို့ကုန်လုပ်ငန်းရှင်ဖြစ်ဆက်ပြီးမှတ်ပုံတင်ရမယ်နောက်ဆုံးအဆင့်အနေနဲ့ကတော့ကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာအသင်းဝင်လိုက်တာနဲ့တရားဝင်ကုန်သည်တိုင်းဝမ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာပြီပေါ့ဒီနေရာမှာတိထားတဲ့အရေးကြီးတဲ့အချက်တစ်ခုကတော့ဒီမှတ်ပုံတင်လက်မှတ်ဟာ9နှစ်တိတိတက်ရှိတယ်ဆိုတာပါပဲဒါကရေရှည်စီမံကိန်းနဲ့ခြားပြီးလောက်ကင်မဲ့သူတွေအတွက်တော်တော်လေးစိတ်အေးရတဲ့အချက်တစ်ခုလို့ပြောလို့ရပါတယ်ကဲဘေးဌာနဒီမှာအမှတ်ပုံတင်ရမယ်တည်ပြီဆိုတော့နောက်ထပ်အရေးကြီးတဲ့အပိုင်းကိုတွားလိုက်ရအောင်အဲ့ဒါကတော့ရှောက်လာတင်ဖို့အတွက်ဘယ်လိုစာရွက်စာတမ်းတွေပြင်ဆင်ရမလဲဆိုတာပါပဲဒီအပိုင်းကနည်းနည်းအသေးစိတ်များပြီမဲ့အရင်အရေးကြီးပါပဲဒါတွေကတော့ကုမ္ပဏီတစ်ခုရဲ့အသက်သွေးကြောလို့ပြောရတဲ့စာရွက်စာတမ်းတွေပေါ့ဥပမာ Micro Extract ကကုမ္ပဏီရဲ့မှတ်ပုံတင်အခြေလက်အချင်းချုပ်ပြီးတော့ Form 6နဲ့ 26တို့ကတော့ဒီကုမ္ပဏီမှာဘယ်သူတွေကရှေ့ရရှိနေဘယ်သူတွေကတိုက်တာတွေလဲဆိုတာကိုတိတိကျကျဖော်ပြထားတာပါဒါတွေအလုံးကလုပ်ငန်းရဲ့ကြောင်းဝင်ရည်တည်မှုကိုတည်ပြဖို့အတွက်မရှိမဖြစ်ပါပဲကော်မတီတင်မဟုတ်ဘူးနော်အဲ့ဒီကော်မတီကိုဥဆောင်မဲ့ဒါရိုက်တာတွေအချက်လက်တွေလည်းအကုန်လိုပါတယ်သူတို့ရဲ့မှတ်ပုံတင်ကနေစပြီးလက်မှတ်နမူနာတွေအထိတင်ပြတာကဒီလုပ်ငန်းရဲ့နောက်ွယ်မှာတကယ်တာဝန်ယူနိုင်တဲ့လူတွေရှိတယ်ဆိုတာကိုအာမခံချက်ပေးနိုင်ဖို့တော့ပါတကယ်လို့လုပ်ငန်းကတာမန်လုပ်ငန်းမဟုတ်ပဲအထူးအခင်းကြီးတစ်ခုခုမှရှိနေရဆိုရင်နော်ဥပမာပေါ့နော်နိုင်ငံခြားပေါပိုင်လုပ်ငန်းဖြစ်နေရမျိုးဒါမှမဟုတ်ယင်းနှိမ့်မျိုးနာမှုကော်မရှင် MIC ရဲ့ခွင့်ပြုချက်ရထားတဲ့လုပ်ငန်းမျိုးဆိုရင်နော်ဒီလိုအထောက်ထားတွေထပ်ပြီးလိုအပ်လာပါပြီကဲအခုဆိုမှတ်ပုံတွေတင်ပြီးပြီကုန်သွယ်ခွင့်လည်းရပြီဒါဆိုကြိုက်တာအတွင်းကြိုက်တာထုတ်လို့ရပြီလားအဲ့ဒီလိုမဟုတ်သေးဘူးမြန်မာနိုင်ငံထဲကိုလုံးဝနော်တွဲလို့မရတဲ့ကန့်သက်ကုန်စည်တွေရှိပါတယ်အဲ့ဒါတွေကဘာတွေဖြစ်မလဲကြည့်လိုက်အောင်ဒီမှာကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းတွေ့ရမှာပါတစ်ဖက်မှာတွင်းလို့မရတဲ့ပစ္စည်းတွေနောက်တစ်ဖက်မှာတော့နိုင်ငံထဲကနေထုတ်လို့မရတဲ့ပစ္စည်းတွေပါဒီလိုကိုခွဲခြားသိထားဖို့ကအရင်ရေးကြည့်ပါတယ်တရားဝင်တာမီစင်ကိုကြည့်လိုက်ရင်ငွေစေဝါတော့ပစ္စည်းအတူတူလိုရှင်းလင်းနေရတဲ့အပြင်နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့အမျိုးသားရေးသင်္ကေတတွေကိုအလေးထားပြီးကာကွယ်ထားတာကိုသတိထားမိမှာပါဥပမာဗိုလ်တရုပ်ဖွာတော့ဒါမှမဟုတ်နိုင်ငံတော်အလံပါတဲ့ပစ္စည်းတွေကိုတင်သွင်းခွင့်ကန့်သက်ထားတာမျိုးပေါ့တွင်းကုန်ဘက်ကိုသိပြီဆိုတော့ပို့ကုန်ဘက်ကိုတစ်ချက်လောက်လှည့်ကြည့်အောင်နိုင်ငံတွေကနေတော့ဘာတွေကိုပြန်ထုတ်သွားလို့မရဘူးလဲပို့ကုန်ဘက်မှာတော့အဓိကနိုင်ငံရဲ့တန်ဖိုးရှိတဲ့တဘာဝတယံဇာတာတွေရှားပါးတိရစ္ဆာန်တွေနဲ့ယဉ်ကျေးမှုအမွေနဲ့ဒီကိုကာကွယ်ဖို့ရည်ရွယ်တာကိုတွေ့ရပါမယ်စင်ဆွဲလို့ရှေးဟောင်းပစ္စည်းတို့လိုအရာတွေပေါ့ဒါတွေကိုနိုင်ငံပြင်ပကိုလုံးဝအသင်းပို့ခွင့်မပြုပါဘူးကဲဒီလောက်ဆိုရင်လုပ်ငန်းစဉ်တွေစာရွက်စာတမ်းတွေရှောင်းရန်ဆောင်ရန်တွေကိုတော်တော်လေးစုံလင်းလင်းထိလောက်ပြီဒါပေမဲ့အရေးအကြီးဆုံးတကယ်ရွှေစည်းမင်းလို့ပြောလို့ရတဲ့အကြံဉာဏ်တစ်ခုကြံပါသေးတယ်ဒီကိုကချက်ကအဓိကစင်ခေါ်မှုကိုမီးမောင်းထိုးပြနေပါတယ်ဘာကိုဆိုလိုတယ်လဲဆိုတော့ဒီတောင်းမစ်ကုန်စီဆိုင်ရင်းဆိုတော့ကြောက်စာပေါ်မှာရေးထားတာမျိုးမဟုတ်ဘူးအချိန်မရွေးကျူတင်တိပိချက်သိမရှိဘဲနဲ့ပြောင်းလဲသွားနိုင်တယ်ဆိုတာပါပဲအဲ့ဒီတော့အောင်မြင်တဲ့ကွန်တက်တယောက်ဖြစ်ဖို့နောက်ဆုံးအချက်လက်တွေကိုအမြဲတမ်းသိနေဖို့ကအသက်ပဲအဲ့ဒီတော့နောက်ဆုံးမေးခွန်းကဒါပါပဲစီမင်းစည်းကမ်းဒီလားဟိုပြောင်းဒီပြောင်းဖြစ်နေတဲ့ဈေးကွက်တစ်ခုထဲမှာကိုလုံးကန်းကဘလို့လုပ်ပြီးအမြဲတမ်းတပန်းတာအောင်လုပ်မလဲဒါတော့မြန်မာနိုင်ငံမှာကုန်သွယ်မှုလုပ်မဲ့သူတိုင်းအမြဲတမ်းစဉ်းစားပြီးပြင်ဆင်နေရမယ့်မေးခွန်းတစ်ခုပဲဖြစ်ပါတယ်